ထိုင်းနိုင်ငံမဲဟောင်ဆောင်မြို့ထာမိုးဝိပဿနာစခန်းမှာဇက်ထက်တရားအားထုတ်ဖြစ်ခဲ့တယ်။ဇက်ထက်ဝိပဿနာအားထုတ်ရတဲ့အကြောင်းရင်းကတော့ပုံမကောင်းမွန်တဲ့လူသားပုံမပျော်ရွှင်တဲ့သူဖြစ်ချင်လို့ပါပဲ။စိုးရင်ပူပန်မှုမာနတွေကိုလျှော့ချတဲ့ detox လုပ်ချင်တာပါ။ထာမိုးတရားစခန်းမှာတရားထိုင်ဖို့အတွက်စည်ရင်းကြိုတင်ပေးစရာမလိုပါဘူး။အားလုံးက first come first serve စနစ်နဲ့ပါ။ဒီဝိပဿနာစခန်းမှာအင်္ဂလိပ်ဘာသာနဲ့ထိုင်းဘာသာအသုံးပြုပြီးတော့မှညွှန်ကြားပေးတာပါ။တရားအားထုတ်လို့လူဟာ passport နဲ့ valid visa ရှိပြီးတော့မှညနေ4 နာရီမတိုင်ခင်ရောက်အောင်လာနိုင်တဲ့လူဖြစ်ရပါမယ်။ daily activity ကတော့မနက်6 နာရီဆိုလို့ရှိရင်ဖုန်းကြည့်ဆွန့်ကပ်ရပါတယ်အဲ့ဒါပြီးဆိုရှင်ယောဂီတို့က9 နာရီမှာမနက်စာစားပါတယ်ပြီးရဲ့နောက်မှာ10 နာရီဆိုလို့ရှိရင်တရားစားထိုင်ပါတယ်10 နာရီနေပြီးတော့မှ10 နာရီထိ2 နာရီပေါ့နော်အခု site တို့ morning meditation ပြီးလို့ခဏနားတာပေါ့နော်morning meditation ကမနက်10 နာရီနေပြီးတော့မှ10 နာရီလောက်ထိပေါ့နော်စတဲ့အခန်းနံပါတ်ကတော့44ပါဆိုတော့စတဲ့တယောက်တည်းနေရတာပေါ့နော်ဆိုတော့ပိုစင်ပြေတယ်ဒါကြတော့ပြင်မှာကိုတရားစာတွေပါညာဖတ်လို့ရတာမဟုတ်ရှင်တခြားလှုပ်ချင်တဲ့လှုပ်ပေါ့နော်ဒါကတော့အိတ်ခမ်းမှာထိတ်လီနာမှာကတင်ရဲ့ကောင်းရင်မှာဖျားစင်တူတော့ရှိရပါတော့ဒီလိုပဲခပ်ပါလေးပဲအဲ့ရခင်ကတော့ခပ်ပါလေးပဲဒါပေမဲ့ကတင်ကညီနေတော့လေဆိုတော့အဲ့ရကအဆင်ပြေတယ်ဘာမှမဖြစ်ဘူးပြီးရင်ထိုင်ခုံထားပြီးတာပေါ့နော်ဆက်တော့ပစ္စည်းတွေပါညာတင်လိုက်တယ်အဲ့ဒီမှာဆိုတတရလေးချီလေးနဲ့လှုပ်ထားပြီးရဲဆိုတော့အဝတ်တွေချိန်ထားလို့ရတယ်အဲ့ဒီပေါ်မှာဆိုရှင်တော့တိုလီမိုလီပေါ့ပါရှိအောင်ဆက်ထက်ဒီမှာချီစီရှိမယ်ပြီးလို့ရှိရင်ဒါမျက်လုံးအားစီrepeto အခုကဟာဘောနော်သူကစံကာလိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့တော့ရအကြောင်းလိုမျိုးဖြစ်နေတော့ချင်းတွေရှိတတ်တယ်ပြီးရင်ဒါကောင်းဖြီးပေါ့တောင်တာခုမှပဲဝယ်ရာလို့ဒီမှာအမုံနေအကောင်တွေကြိုက်လို့ရှင်ရာအမျိုးဝယ်ထားတယ်ပြီးရင်ဒါပြုတ်စီရတယ်မပါမဖြစ်ဒီပြုတ်စီကြတော့ကောင်းတယ်သူက lavender နာနေနေပေါ့နော်ဆိုတော့lotion ကမလိမ့်ဖြုတ်တာမဲ့ဒီမှာပေါ့ဒါတော့လိမ့်နေဟိုပေါ့နော်ဒါ sunscreen တော့လိမ့်ဖြစ်တာပေါ့နော်အဲ့လိုပဲပြီးရင်ဒါချီချူခမ်းပေါ့ချီချူခမ်းလည်းတတရပဲဟောပေါ့နော်ရေနွေးနဲ့ချိုးလို့ရတယ်အဝတ်လျှော်ခြင်းလည်းလျှော်လို့ရတယ်ပြီးရင်ဘာမှယူမလားတော့တိုက်စေမင်းတစ်စေရေချိုးစပ်ပြကောင်းရှိုးရမှာပါလားအဲ့လိုပဲအားလာချင်းကများတယ်သူကတရက်ကို3ချိန်ပဲတရားထိုင်ရတာပေါ့နော်တစ်ချိန်ဆိုရှင်2 နာရီလောက်ကြာမယ်ပေါ့နော်1 နာရီကိုစင်ကြိုင်ရှောင်းမယ်နောက်ထပ်1 နာရီကိုတရားထိုင်တာပေါ့နော်ထိုင်ပြီးတော့မှတရားမရတာပေါ့နော်တခါကြောက်ရှင်လဲအိပ်ပြီးတော့မှတရားမရလည်းရှိရယ်ဆိုတော့ရှုခင်လေးကြည့်ပေါ့အခုကပေါ့နော် morning break ပေါ့10 နာရီခွဲဆိုလို့ရှင်ဆွန်တော့ကြရမယ်ပြီးလို့ရှင်စိုက်တဲ့တော့ပေါ့နေ့လေးစားမှာပေါ့နော်ပြီးလို့ရှင်စနစ်ခွဲကြလို့ရှင်တခါပြန်တရားထိုင်မယ်ဒါတယောက်ထင်းနေတဲ့ကြောင်းဆောင်ပေါ့နော်နောက်ဖက်မှာဆိုရှင်ရေကန်လေးရှိတယ်ဒီမှာကျတော့ရေစီးတန်လေးနဲ့ဆိုတော့ပေါ့နော်တတရားရှိရဲ့ချင်းငတန်ရောအဲ့လိုမျိုးဒီမှာဒီတရားစခန်းကျတော့ is more for like beginner ပေါ့နော်beginner အတွက်ပို့ဆင်ပြေတယ်ပြီးတော့ foreigner ဆိုတော့သူတို့တက်ပုဒ္ဒဘာသာကို introduce လုပ်တာလည်းပါဆိုတော့စီကံအရင်မတင်ကြဘူးပေါ့နော်ဆိုတော့ဖုန်းလေးပါညာလည်းတုံးလို့ရတာပေါ့ဒါပေမဲ့တရားထိုင်တဲ့ချိန်ဆိုရှင်တော့ဖုန်းတုံးလို့မရပါဘူးเนาะဒီလိုနားချိန်ဆိုရှင်ဖုန်းလေးပါညာတုံးကြတယ်အဲ့တော့ဆက်တက်ကလည်းဒီလို record လုပ်လိုက်တယ်ဒါဆိုရှင်တော့အဆောင်ပေါ့အဆောင်လေးဆိုရှင်အများကြီးပဲ
လာချင်းဆိုတော့ယောဂီပဲပေါ့နော်ယောဂီလို့ပြောမှာပေါ့နော်ဆိုတော့အဲ့လိုပဲဒီစစ်ဆေးလေးနားနေကြတာပေါ့နော်ဆိုတော့ဒါတော့ဒီရှိရတော့ကားပါကင်လေးပါဆိုတော့အခုတန်ရှင်းလုပ်နေရတော့ဒါဝူလန်တီယာတွေပေါ့နော်ဒါမဲ့ဟွာပေါ့ဟိုလေးနာဆိုရှင်ဒီယောဂီတွေကဟွာပေါ့နော်လှုပ်အားပေးကြမှာတိုက်လိုက်ဟယုံနေပြီဟာကုဆိုစာတုခါနာcho mông chung này hả nè จมงส้มฮะแน่อ๋อจะมาต่างบ้านฮะแน่จมงส้มยำหยิ่นฮะเนาะอ๋อ cho bên này sơn mà hả nó อ๋อเรือนอะไรฮะล่ะ cái tảng khi con mu này เรือนอะไรฮะ tí ma hả là ปีติมาสองเนาะခုနကဝိုလန်တီကအမပြောတာတော့ဒီစီတီကမိုင်ဖုံးဆရာတော့ရှင်းနေမှာလာပြီးတော့မှထီတော်တင်ပေးမှာပေါ့နော်ဒါတော့ဝင်လာချင်းတွေ့ရမယ် information center ပေါ့နော်ဒီဘက်ဆိုရှင်ကားပါရှိနေကားပါရဲ့ရှိနေတော့မှဆိုရှင်ဒါပါပေါ့နော် meditation hall ပေါ့တမ hall ရောက်လာဒီမှာဆိုရှင်ချင်းမိုင်ကနေမဲဟောင်းစွန်တော့မှာလားအဲ့လိုမျိုးပေါ့နော်ချင်းမိုင်ကနေပိုက်သွားမှာလားဒါတော့တမ hall ပေါ့နော်ဆိုတော့ခုတရားတွေထိုင်နေကြတယ်ခဏကြာလို့ရှင်ဖုန်ကြီးကိုဆုံးကတ်မှာပေါ့နော်ဆိုတော့ဒီမှာစိုက်ထက်တော့တရားထိုင်နေနေရအခုဟာဆုံးကတ်ဖို့တော့စောင်းနေကြတာပေါ့နော်ဆိုတော့ချေဝုံအေးဆန်းဆန်းလေးရှိပါတယ်တမဟောနဲ့ကြရကတိုင်းငဟောရှိရပါတော့တိုင်းငဟောဘက်မှာဆိုရှင် library ပေါ့ဒါဆိုရှင်စားဖို့တောက်ဖို့တက်က ready ဖြစ်နေပါပြီတက်လို့ပေါ့နော်တော့ဟောပေါ့ဒါ first come first serve ပုံစံလိုမျိုးပဲဒီမှာဆိုရှင်အချိုရည်လည်းရှိဆိုတော့ဒါကြတော့စားတောက်တဲ့ဆောင်းပေါ့နော်စားတောက်တဲ့ဆောင်းဟိုဘက်ကျတော့ဒါဟောပကံစီးတဲ့နေရာပေါ့နော်ဒီနေရာတော့ပုံများအမနဲ့ခင်းနမ်နော်ဟောตั้งเขาปุ๊กขนาดครับဆက်ခွဲဖုန်ကြီးဆုံးကပ်ပြီးတာနဲ့7နာရီဆိုလို့ရှင်ဒါနေ့လယ်စာစားတဲ့ချိန်ပေါ့နော်အစားတောက်ကတော့တက်လွတ်ပါကိုတိုင်ယူစနစ်ဖြစ်ပြီးတော့မှစားပြီးလို့ရှိရင်လည်းကိုပါလာကိုပြန်ဆေးပြီးတော့မှပကံအောင်စနစ်တကျသူ့နယ်နဲ့သူပြန်ထားရတာပါဒါစိုက်ထက်တို့စင်းကြံလျှောက်လို့ရှိရင်လာတဲ့လမ်းပေါ့နော်အပေါ်မှာဆိုရှင်ဒါခေဖို့သွားမှာပေါ့အကူရှိရဒီဘက်မှာစားကြတော့စမ်းချောင်းပေါ့နော်ဆိုတော့နေ့လေဆိုအနေနဲ့လေးပူနေအပြင်မှာမပူဗီဒီယိုထဲမှာဆိုအရန်ပူတယ်ဆိုတော့စင်းဆူနေနော်နေ့ခင်း meditation walking meditation ဆိုရှင်ဒီလမ်းကိုလျှောက်လာတာပေါ့နော်ဒီနေ့တော့ဆက်ထတော့ဟောပါတော့တရားနေထတဲ့ရက်ဆိုတော့အဲ့ဒါကိုလာကြိုက်တာပေါ့နော်ဒီမှာဆိုရှင်လည်းတရားထိုင်လို့ရတယ်ဘယ်သူမှမရှိပါတမ်းမှမရှိဘူးနားတဲ့အချိန်ပေါ့နော်နားတဲ့အချိန်ဆိုရှင်လာပြီးတော့မှတရားဒီမှာလာထိုင်လို့ရတယ်ချီအောင်မကူတွေ့ပါပြီတရားနေဝင်လာမှာပါဒီညတော့စိုက်ထက်တော့မနေ့ဆိုလို့ရှိရင် morning meditation ဆိုရှင်ဒီ walking meditation လုပ်ရတာပေါ့နော်ဆိုရှင်ဒီလမ်းတိုင်းသွားတယ် This follow me it's okay ဆိုတော့ညမ်းတာရတယ်ဒီဘက်မှာဆိုရှင်ဒါရေကန်ရှိရပါတော့ပြီးလို့ရှိရင်ဒါဖုံးဒီ area တွေဆိုရှင်ဒါဖုံးကြီးတွေနေတဲ့ area ပေါ့နော်ဟိုဘက်ဆိုရှင်ဒီယောဂီတွေနေတဲ့ area ပေါ့နော်ဟိုဘက်နဲ့ဒီဘက်ကိုချောင်းလေးချားထားတယ်ခုနကတော့ယောဂီတယောက်ကစာဖတ်နေတဲ့ချောင်းချောင်းကဒီဘက်ဆိုရှင်ဘုံချောင်းဟိုဘက်ဆိုရှင်ယောဂီပေါ့နော်ဒီပတ်ကြီးရဆိုရှင်ဒါဘုံချောင်းပေါ့နော်တောင်ချီအောက်မှာပဲဗျ
အဲတောင်ထဲမှာဆိုရှင်သူကူလေးရှိရအခုမှတရားသွားထိုင်တော့ရဟို site ထက်တော့ဟာရှာနေတာတပြက်စီရှာနေဆိုတော့မနေ့ကမိုးရမ်းကြီးတော့ leaves တွေအများများတယ်အဲ့ဒါကို swap လုံးမလို့လဲမလို့ပေါ့နော်တချို့ကလည်းကြွေကြနေတဲ့ဘန်ကိုကောက်ပြီးတော့မှလေဘန်ခင်လာပေါ့နော်အဲ့လိုပေါင်လေးလုတ်ပေးတယ်အဲ့ခါကျတော့စင်းဆိုင်ရှောက်ချင်တဲ့ချိန်မှာဆိုလို့ရှင်ဒါပန်းလေးရန်နာပေးတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော် How is it? Are you tired? Little bit. Little bit. Okay. Take your time. Take your time. We can take time. We can take time. Stay slowly. Yeah, slowly. We have like friends over there. No, not a lot. Just like okay, 1, 2, 3, 4, 5 of us. So it should be all right. Okay. How do you find this place? How do you feel this place? My friend told me this Yeah. place was so good, so that's why I'm here. Yeah. 안녕하세요. Yeah. Thank you. ဒါကတော့ဘာအနေမဲ့အောင်ဆောင်းတော့သွားမှာဒီလိုချင်းဆိုလို့ရှိရင်ကားဆိုင်ပြီပေါ့နော်အဲဆိုလို့ရှိရင်ဒါသူတို့ဒီနေ့ကစပြီးတော့မှတရားစခန်းဝင်မှာပေါ့ဒီကားဝါဆိုလို့ရှိရင်ဘာရနေလာတာဘာရနေပြီးတော့မှမဲအောင်ဆောင်သွားမှာပေါ့နော်ဒါပေမဲ့ကြားထဲမှာရှိနေတဲ့ထာမိုးသူတို့လာပို့ပေးတယ်အချိန်ကတနာကြော်လောက်ပဲကြာပါတယ်ကားခါလည်းပတ်တရာ150လောက်ပဲရှိမယ်ဗျဒါမှမဟုတ်လို့ရှိရင်လည်းချင်းမိုင်ကနေပြီးတော့မှတက်ရိုက်လာလို့ရတယ်ဒါပေမဲ့ကားကတော့သူကအချောင်းရဲ့အထိပ်ပဲသူကချပေးတာပေါ့နော်အဲ့လိုမျိုးဆိုရှင်မီတာ200 300လောက်ထပ်လျှောက်လာရမှာပေါ့အတိတ်ရောက်လာတဲ့ယောဂီတွေကတော့ registration လုပ်ပြီးလို့ရှင်နေရာချပေးမယ်ညနေ4နာမှာဆိုရှင် briefing ရှိတယ်အဲ့ချိန်မှာဆိုရှင်ဝှဆောင်ဖြူတွေဝှကြရတယ်ဝှဆောင်ဖြူမရှိလို့ရှင်လည်းကြောင်းနေပြီးတော့မှငါပေးပါတယ်ဒါကြတော့ထာမိုးဝိပဿနာကျောင်းကိုမင်းမြန်ဆက်သွယ်လို့ရတဲ့ contact လေးတွေပါတိလူတာအားလုံးကိုဒီမှာမေးလို့ရပါတယ်ယောဂီတို့ရဲ့ဝတ်ဆောင်ဖြူပြီးလို့ရှိရင်အိယာအိတ်ခင်းတွေကိုလည်း volunteer ဝေယဝိစတွေကပဲရှော့ဖို့ပေးတာပါဝေယဝိစအများကြီးမရှိတဲ့အတွက်ကြောင့်တချို့ဆိုလို့ရှိရင်အစောကြီးထားပြီးတော့မှဥပမာ4နာလောက်ထားပြီးတော့မှဒီ kitchen မှာချက်ပြုတ်တဲ့မိဖို့ချောင်းမှာတွားကူကြတယ်အဲ့မှာဆိုရှင်လည်းလှုပ်တဲ့လူကလည်းချက်2ယောက်လောက်ပဲရှိရပါတော့တရားထိုင်ခြင်းကတရက်ကို3ချိန်ပဲမို့တခြားတရားစခန်းထိုင်ဖူးတဲ့သူအနေနဲ့ဆိုရှင်ဘာအခက်ခဲမှရှိမှာမဟုတ်ပါဘူးအားလုံးအဆင်ပြေကြပါစေဗျ